အားလုံးမင်္ဂလာပါ KFI လက်မှပြန်လည်ကြိုဆိုပါရစေအော်တိုဘာလ19ရက်ကနေဒါနိုင်ငံမှာကျင်းပခဲ့တဲ့ UFC Fight Night ကောင်ပွဲနေရာမှာထိုးသက်ခဲ့တဲ့ Rania Raider နဲ့ Brandon Allen တို့ပွဲမှာ Brandon Allen ကလက်ကြီးအပြီး5ကြီးမြောက်မှာဒိုင်မော့ရက်နဲ့အနိုင်ရခဲ့ပါတယ်ဒီပွဲမှာ Rania ကအထိုးခံရလို့အချုပ်ခံရလို့ဒိုင်မော့ရက်တာမျိုးမဟုတ်ပဲလက်ကြီးပြီးလို့အနားယူပြီးဒိုင်က ready လုပ်ဖို့ခေါ်ယူတာကိုကော်နာတောင်းကမလာနိုင်တော့တာကြောင့်ဒိုင်မော့ရက်နဲ့အရှုံးပေးလိုက်ရတာပါဒီလိုဖြစ်စဉ်မျိုးက UFC တမိုင်းတစ်ချောင်းမှာမရှိသလောက်ရှားပါတယ်။ဗန်နီယာရဲ့လွှဲရက professional မဆန်ဘူးလို့ပြောလို့ရသလိုတွေးကြောင်လာလို့လည်းပြောလို့ရပါတယ်။ကျွန်တော်အမြင်ကတော့မနိုင်မှန်းသိလို့လှုပ်သွားတာလို့မြင်မိပါတယ်။ဗန်နီယာသာဒီဝဲမှာအနိုင်ရခဲ့ရင်တေချာဝေါ့မီဒယ်ဝိတ်ချန်ပီယံကပတ်လူရမှာပါ။ UFC အခုကဒေတာဝဲကလည်းသူ့ကိုအထင်ကြီးပြီးပွဲထုတ်ချင်နေတာပါ။တောက်လျှောက်နိုင်လာခဲ့တဲ့ပွဲတွေကဒီပွဲတွေနဲ့လကားဖြစ်ကုန်ခဲ့ပါပြီ။ဗန်နီယာဆိုတာဘာကောင်းမှမဟုတ်ဘူးလို့ဆိုလို့ရတဲ့ပုံစံမျိုးဖြစ်သွားပါပြီဒီပွဲကိုပြောရရင် Brandon Allen ကဟာနန်တဲ့နေရာမှာလူစားဝင်ထိုးခဲ့တာပါ ranking အရင်กว่าပါတယ် Brandon Allen က ranking နံပါတ်11ပါဒါကြောင့်ဗန်နီယာကန်ကောင်းပြီလို့တော့ပြည်သက်တွေကထင်ခဲ့တာပါအခုတော့ကန်ဆိုးရုံနဲ့မဟုတ်ပါဘူးမူးမောင်မှာကြားခဲ့ပါပြီပထမအချိန်မှာတော့ဗန်နီယာကအသာစီးနဲ့စောနိုင်ခဲ့ပါတယ်ပွဲပြနိုင်တဲ့အခွင့်အရေးမျိုးတွေလည်းရရှိခဲ့ပါတယ်ဒါပေမဲ့စောစီဒီပွဲမသိင်ကျင်တာလားဒါမှမဟုတ်တကယ်ပဲပွဲမပြတ်နိုင်တာလားဆိုတာကတော့ဗန်နီယာကိုယ်တိုင်သိမှာပါကျန်တဲ့အချီတွေမှာဂရောင်းပိုင်းနဲ့ပဲနှစ်ယောက်လုံးကကစားပြီးဘရန်ဒန်အယ်လန်ကတောက်လျှောက်အသာစီးနဲ့စောနိုင်ခဲ့ပါတယ်လေးကြီးပြီးငါးကြီးအစမှာအနားယူနေတဲ့ထိုင်ကုန်ပေါ်ကနေထားမလာနိုင်တော့တာကြောင့်တိုင်ကဘရန်ဒန်အယ်လန်ကို TKO နဲ့အနိုင်ပေးခဲ့ပါတယ်ဗန်နီယာအတွက်ခက်ခဲမဲ့ထင်တဲ့ပွဲတွေကအနိုင်ရခဲ့ပြီးလွယ်မဲ့ထင်တဲ့ပွဲကြမှာရုံပြက်စင်ပြက်နဲ့အရှုံးပေးလိုက်ရပါတယ်ဗန်နီယာအတွက် UFC ချန်ပီယံကပတ်ရဖို့နေနေတသာချန်ပီယံလူကွင်းအောင်မသေးကြတော့ပါဘူးသူ့ရဲ့အသက်အရွယ်ရာသူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရာနောက်ပွဲတွေမှာအကောင်းဆုံးပြန်လာနိုင်ဖို့မသေးကြတော့ပါဘူးဗန်နီယာအတွက်ဒီပွဲကအဆုံးရှုံးမှုကြီးမားတဲ့ပွဲတော်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့တာမန်ရှုံးနေတဲ့ပွဲမျိုးမဟုတ်တာကြောင့်အခုဆိုရင်ပရိသတ်တွေရောပြန်ရဖိုက်တာတွေရောဝိုင်းပြီးပြတင်ဝေဖန်နေကြပါပြီ။အဲ့ဒီတော့လည်းရန်နီယာပြင်းပြင်းထန်ထန်စိတ်ထိခိုက်မှုမျိုးရရှိနိုင်ပါတယ်။ပြန်ဖိုက်တာကိုအထင်သေးမိတာကြောင့်အခုလိုပုံစံမျိုးနဲ့ကြုံတွေ့ရတာပါ။ဟုတ်ကဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်။